လူတွေကပြောကြတယ်ပေါ့နော်ရင်းနှီးမြှုပ်နှံမှာပေါ့နော်ပတ်စံကိုဒီတိုင်းလက်ထက်မှာမကင်ထားပါနဲ့ပေါ့နော်အဲ့တော့သူ့ရဲ့အခြေခံသဘောတရားပြောပြရမယ်ဆိုရင်ပစ္စည်းတစ်ခုမဟုတ်တစ်ခုပေါ့နော်ကျွန်တော်တို့ဝယ်ပြီးတော့မှ investment ရင်းနှီးမြှုပ်နှံမှာလို့ပြောတာပေါ့နော်အဲ့တော့တကယ် millionaire ကြီးတကယ် billionaire ကြီးရတယ်ဒါကိုအမြင်နဲ့ဘယ်မှာကြည့်လိုက်ပြောနေကြတယ်ပေါ့နော်အဲ့တော့ပုံမှန်သားမှလူတွေကဘာလုပ်ကြလဲဆိုတော့ကျွန်တော်တို့ရွှေကိုပဲဝယ်စုကြတယ်ရွှေဝယ်စုတာကလည်းပုံမှန်လူတွေနေနဲ့မှန်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီလောက်ရက်ကအဲ့အကြောင်းမို့လို့လေကျွန်တော်တို့ရွှေစည်းကွက်ကလည်းကျွန်တော်တို့တကယ်ဟိုမှာကျွန်တော်တို့ဒီကဘာမှာပဲဖြစ်စေပေါ့နော်ရွှေစည်းကွက်ကလည်းတကယ်ဟိုမှာတော်တော်လေးကြီးမားတဲ့နေရာကနေပါတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ဥပမာပတ်စံကျွန်တော်က10သိန်းရှိရဆိုတော့အဲ10သိန်းကိုကင်ထားမဲ့အတူတူအကြောင်းကမျိုးကြောင်ကျွန်တော်တို့ငွေစည်းကစားရတဲ့အချိန်ကြီးအကြောင်းတရားပုံမူတည်ပြီးတော့မှကျွန်တော်ငွေရဥပမာပေါ့နော်ဒီ10သိန်းတန်တဲ့ဟာနေပြီးတော့မှကျွန်တော်9သိန်းပဲတန်သွားမယ်ပေါ့နော်။ဒါပေမဲ့ကိုကရွှေဝယ်ထားလိုက်မှဆိုရင်အဲ့ငွေကကျွန်တော်တို့ပေါ့နော်ခံလာသွားတယ်ပေါ့နော်ဥပမာပေါ့ကျွန်တော်ဒီ10သိန်းကင်ထားတဲ့ဟာကကျွန်တော်တွေက9သိန်းဖြစ်သွားမဲ့အတူတူရွှေကိုပြန်ရောင်းလိုက်ပြီဆိုရင်တော့မှကျွန်တော်10သိန်းလောက်ရသေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့2သိန်းလောက်ပဲနှင်လာမယ်ဆိုတော့အဲ့ကြောင့်မို့လေလူတွေတော်တော်များများကကျွန်တော်ရွှေဝယ်စုကြတာများတယ်ပေါ့နော်အဲ့တော့မိစုတို့မှာရောကျွန်တော်တို့ဘာတွေကို investment လုပ်ပြီးတော့မှာပေါ့နော်ဘာတွေကိုရင်းနှီးမြှုပ်နှံပြီးတော့မှာဘာလုပ်မယ်လို့တွေးထားတယ်နောက်ထပ်အကြောင်းအမှထပ်ပြောပေးမယ်